စိတ်နှလုံးဖြစ်အကျဉ်းစီသေးတယ်လူမျက်စိပြမြင်နာပြမချဘူးသေးတယ်စိတ်နှလုံးဖြစ်အကျဉ်းစီသေးတယ်လူတိုင်းအတွက်သခင်ယေရှုလိုအပ်တယ်အာမင်ဘုရားကောင်းကြီးပေးပါစေဘုရားဒီဖစတဲ့လက်ရလေးရှိတယ်ဘုရားဖစတဲ့လက်ရ
ကျေးဇူးတင်ပါတယ်ဒီနေ့တခြင်းကတော့နော်ဘုရားခင်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ဖွင့်ပြချင်ရတဲ့တခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အတွက်အသွေးနဲ့ယူထားတဲ့သခင်ယေရှုဖြစ်ပါတယ်လို့နော်ထားမြောက်ပေးတဲ့သခင်အသက်ကိုပေးတာလဲယေရှုပဲဖြစ်ပါတယ်ဘုရားကောင်းကြီးပေးပါစေအာမင်အာမင်